just begun, and I can't wait, I can't wait. အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Ice Ball ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်ဖြစ်ကျွန်တော် Roblox ပေါ်က game လေးတစ်ခုဖြစ်တဲ့သူများအစားအစာတွေကိုခတ်မှန်ရတဲ့ game လေးကိုစောပြသွားမှာဖြစ်ပါတယ် Okay ဒီများစောအားလုံးမှာ join နဲ့ Okay လူတစ်ယောက်လာလိုက်မို့နော် Okay နှစ်ယောက်ပြည့်ပါအဲ့ဒါဆိုစလို့ရပြီ 1 Okay ကျွန်တော်ဘာကြီးရွေးဆိုပန်းသီးကိုပဲယူလိုက်ပါတယ် Okay အဲ့လိုပေါ်လာမယ်ဗျအဲ့လိုပေါ်လာတဲ့ချိန်မှာအဲ့လိုမျိုးသူများမှာတဖြည်းမှာပေါ်လာမှာပေါ့နော်အဲ့ဒီ caution မှတ်လေးတွေနောက်မှဘာစားစားလဲဆိုတာခတ်မှန်ရတာပေါ့သူ့စားစားကျွန်တော်မသိဆိုတော့မှ blueberry လို့ပဲတန်းရေးလိုက်ပါတယ် span လိုက်တော့ okay ကျွန်တော်မှဒီထောက်လေးပဲပေါ်နောက်မှသူလည်းစဉ်းစားတယ် lost တာမဟုတ် okay ကျွန်တော်ကလေးပေါ့နော်အပေါ်မှာတဲ့ဘာပုံကတော့မပေါ်သေးဘူးအဲ့လိုမျိုးတဖြည်းဖြည်းနဲ့ပေါ်လာမှာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်စဉ်းစားကြည့်လိုက်ရှောက်ရွှေ့ကြည့်လိုက်အောင်ပထမချင်းဆိုတော့မရှော့မှာငရုတ်တီလာမဟုတ်ဘူးတဲ့ okay မအောက်ဖင်ပေါ်လာပြီပေါ့နော်သူတီးလာပြီလားမသိအဲ့မျိုးပေါ့နော်ပုံစံတဖြည်းဖြည်းပေါ်လာပြီးတော့မှခတ်မှန်ရတယ်ပေါ့ဒါသူမသိဟာပမဟုတ်ပါဘူး okay ဒီမှာအစိမ်းအောင်လေးတောင်းလေးမှာ okay အစိမ်းအောင်လေးဆိုတော့ဘာကြီးဖြစ်မှာလိုက်ရှာ cabbage လား cabbage မဟုတ်ဘူးတဲ့ bread cabbage လည်းမဟုတ်ဘူးအဲ့ဆိုတော့ကျွန်တော်စားမင်းတော်ပေါ်နေပြီတော့ဒါတော့မသိလားဒီကောင်လည်းစဉ်းစားပါတယ်ရှည်ပဲဒီကောင်တော်စဉ်းစားနေရတယ်ကွာဒါတော့မသိဘူးလားမသိဘူး okay တိုမဲတိုလည်းမဟုတ်တိုမဲတိုကတအားလုံးတယ်အပယ်အသိမ့်မှမလုံးဘူး okay ပုံမှန်နည်းနည်းထပ်ပေါ်လာပြီနည်းနည်းထပ်ပေါ်လာမှဆိုတော့ဘာလေးဖြစ်နိုင် broccoli လားမဟုတ် avocado လားမဟုတ်ဘာလေးဖြစ်နိုင်မလဲအဲ့လိုနည်းနည်းကုန်းလေးဆိုဒီမှာအစိမ်းအောင်တွေအများကြီးပဲငါအပယ်တော့ရွေးရမှာဒုက္ခပါပဲကွာမင်းတို့ကောင်တွေကokay ကြည့်လိုက်ဒီတောက်လေးမှာနည်းနည်းထပ်ပေါ်တယ်ဒီကောင်ဒါလည်းမသိသေးဒီကောင်နောက်တစ်ခုလောက်ဆိုဒီကောင်တီးလောက်ပြီသူလည်းတော့စဉ်းစားနေရပါတယ် okay တီးလောက်ပြီလားမသိကြောက်လာပြီတီးလောက်ပြီလား bread candy တဲ့မဟုတ်ပါဘူး okay ဒါကတော့ဘာလို့ဖြစ်နိုင်တော့ဒါတော်တော်လေးပေါ့နေပြီဟိုဆက်လက်ရွက်လားမသိ lettuce okay ဟုတ်တယ်ဆက်လက်ရွက်လားမသိဒီမှာ okay let's go ဆက်လက်ရွက်နဲ့ကျွန်တော်နိုင်ပါပြီပေါ့နော်ဒီကအဲ့လိုမျိုးပေါ့နော်မျိုးခတ်မှန်းဖြီးရတဲ့ game လေးပေါ့ဒီ game လေးကတော်တော်ဆော့ခေါ်ပါတယ် okay သူနဲ့ကျွန်တော်ဆော့ကြည့်လိုက်ဒီစားပြီကျွန်တော်ဘာဖွင့်ခေါ်မ lollipop လေးဖွင့်လိုက် lollipop ဖွင့်လိုက် okay lollipop ယူလိုက်ကျွန်တော်စားအထောက်လေးမှာပေါ့အကန်ကောင်းသွားလို့အလေတဲပေါ့သူချက်ချင်းတီးလာပြီဗျ lollipop ဘာလို့အယောင်ဆုံးကြီးဆိုတော့အယောင်ဆုံးဆိုတာကလည်း lollipop တစ်ခုပဲရှိသူစဉ်းစားအောင် skip တာအဲ့လိုကြာလာကွာ okay ဒီထောက်လေးမှာအဝါရောင်လေးဆိုတော့ဒီမဟုတ်လားဒီမဟုတ်ဘူးလေ brand အဝါရောင်လေးတွေကွာတောင်းပါ okay အဝါရောင်လေးမဟုတ်လည်းထားလိုက်ပါစိမ်းရောင်နဲ့ဝါရောင်သူတီးသွားလောက်ရောင်မသိမတီးပါစေနဲ့ကွာမတီးပါစေနဲ့ okay မတီးပါစေနဲ့မတီးပါစေနဲ့မင်းမစင်းစားနဲ့ဘာမှမဟုတ်ရအောင် lollipop မဟုတ်မတီးပါစေနဲ့ okay မှားပါပြီပေါ့နော်သူကတန်လွင်စီလို့ပြောတာမှားပါတော့တန်လွင်စီမဟုတ်ဒါဘာကြီးတော့အဲ့ဂျင်းလားဂျင်းနဲ့တူတယ်နော်ဂျင်းတောက်ကြီးအဲ့ဘာကြီးတော့ဒီထောက်လေးမှာတစ်ခုရဲ့အပေါ်မှာတစ်ခုဂျင်းတောက်ကြီးလားဘာကြီးတော့ဒါကြီးခေဘာကြီးလဲတော့မသိဘူးအဝါရောင်လေးနဲ့ဆိုတော့9စက္ကန့်ပဲကျန်တော့စက္ကန့်ရတယ်စဉ်းစားတခြားလုံးလည်းမဟုတ်ဘူး အဝါရောင်လေးတွေ့ရတန်းနှိမ့်လိုက်တော့တခြားလုံးတင်မယ်ခေဒါကတော့တော်တော်လေးကိုတီးတာပါဒါတော့မသိမင်းလူမလုံးနဲ့တော့တီးသွားတော့ပြီဗျာကျွန်တော်ရှုံးသွားလားမသိရှုံးပါစေနဲ့ကွာတန်းတီးတာဟေးလူလီပေါ့တဲ့ရှောသွားပြီပေါ့နော်ရှုံးသွားတော့လည်းမပြောတော့ဘူးဒါပါစတီးလို့ရတာရိုဘတ်ပီယာမစတီးတော့ပါဘူး okay ပြန်ဆော့မင်းကမကြည့်နဲ့ဟုတ်လားမကြည့်ပွဲလေးပြန်နှွှဲရအောင် okay သူကဘာလို့ကျွန်တော်ဒီကကျွန်တော်ဘာဖွင့်ကောင်းလဲဆိုတော့
ရောအမကောင်းနှိမ့်လိုက်ဘာလည်းမသိတွေးရကောင်းနှိမ့်ချပလိုက်ခေထောက်လီမှာပေါ်လာဆိုတော့ तू မသိလောက်လေ skip တာတဲ့ okay သူကတော်တော်စောတာကြာပြီဖြစ်မှာ तू skip တာဒီပိုင်းလို့ကိုဒီဆိုရင်မလုပ်ကိုဒီဆိုရင်ပုံလေးထောက်လီနည်းနည်းတွေ့ရစပန်းပြီရှောင်းနှိမ့်ပြီခေရှူးကားလားမဟုတ်ဘူးတဲ့ဟာရှူးကားမဟုတ်ဘူးတဲ့ okay ဟုတ်ပါပြီတခြားလည်းမဟုတ်တော့ဘာကြီးတော့အဲ့ဒါဆိုအဝါရောင်ကြီးဟိုအပြာရောင်ကြီးနွားလို့မဟုတ်ဘူးလေသူနွားလို့တော့ခေဒီထောက်လီမှာခေဒါရတော့ကျွန်တော်တော်တော်သိသွားပြီမှုလားဒါမှမဟုတ်ရင်ဟူလားမသိမှုမဟုတ်ဟူတာပဲဗါလဲ cupcake လား pancake လားအဲ့လိုမျိုးဘာမှမမှုလားမသိကျွန်တော်မှုအရင်ဆုံးနှိပ်ကြည့်လိုက်မှုမဟုတ်ကျွန်တော်နိုင်ပြီပေါ့နော်မှုမဟုတ်ကျွန်တော်သိသွားပြီဒါရက်တာဒီဒါကျွန်တော်ကလေးကြဘာတော့မပေါ်ဘူးသူလည်းရှောက်နှိပ်နေရပြီတနာတော့တနာပါဘလို့ဟောတော့မဟုတ်ဘူးလေကဲကျွန်တော်နိုင်သွားပြီပေါ့နော်ဒီဝဲကျွန်တော်နိုင်သွားဟိုတာပဲဖြစ်မှာဒါဘာ cupcake လားဒါဘာလို့မသိ cupcake ပဲဖြစ်မှာနော်cupcake လားနည်းနည်းတက်ကြည့်လိုက်ကန်ကြမှားဝိုင်းလဲစောက်ရှက်တွေခွေအောင်ပဲ okay ထပ်တော့မရှိတော့ပါဘူးမျိုးရအောင် cupcake ပဲနေမှာပါ cupcake ပဲနေလိုက်ရောမှာ yes မှန်သွားပြီပေါ့နော်ကျွန်တော်နိုင်သွားပြီပေါ့တော်သွားပြီတလားကြာတော်လဲကောင်းပဲokay မစော့ဘူးလားစော့မလားစော့မလို့ဆရာကြီးလေးဆိုတော့အဲ့လိုစော့တန်းပြီစော့ okay ကျွန်တော်ဒီကဘာဖွင့်ရင်ကောင်းမဲဆိုတော့ unigiri ဖွင့်လိုက်ဟုတ်တယ် unigiri ပဲဖွင့်လိုက်တော့ဟိုနောက်မှာတက်ရောက်တဲ့တနာပါ okay ဒီထောင်းလေးမှာအမေရောက်နေပေါ်ဆို तू မသိလောက် तू တော်တော်စဉ်းစားအမေရောက်ဆိုတော့ဘာလဲဆိုတော့ तू တော်တော်လေးကိုစဉ်းစားမှာနော် तू စဉ်းစားနေတယ်မသိလောက်ဘူးစဉ်းစားနေတယ်ဘာလဲဆိုတာတော်တော်လေး तू စဉ်းစားကြာလိုက်တော့မင်းရတယ်မင်းရလောက်တယ်ကွာစက္ကန့်20သူများကြီးသူများစဉ်းစားတဲ့အချိန်မှာစက္ကန့်20ဆိုတော့တော်တော်ကြာရင်မဲ့ကိုရီကလေးယူရတဲ့အချိန်ကြာစက္ကန့်20ဆိုတာမင်းတစ်စက္ကန့်လောက်မကြာအဲ့ထောင်းလေးမှာအနီရောင်လေးနဲ့ဆိုတော့ဘာလေးဖြစ်တော့အနီရောင်လေးလိုက်ရှာပေါ်စကေလည်းမဖြစ်နိုင်ဒီမှာအနီရောင်လေးအများကြီးပဲဒါပေမဲ့အနီရောင်လေးကသူ့မှာထောင်းလေးမှာဟိုခဲလေးတနေ့လေးပါတယ်ခဲအောင်အဲ့ဆိုဘာလေးဖြစ်တော့မလိုက်ရှာအနီရောင်နဲ့ခဲလေးဆိုတော့လိုက်ရှာမယ်အပေါ်နည်းနည်းဆွဲတင်ဟုတ်အောင်မဟုတ်အပေါ်နည်းနည်းဆွဲတင်မယ်အချိန်တော်ပြည့်သွားဟုတ်လားကျွန်တော်ပြောတာပဲသူများရဲ့ကလေးဆိုတော့အကြာကြီးပဲဒီအဖြူကောင်ထောက်လေဟာမင်းတို့ကောင်နေတာတော်တော်လေးပေါ်လွင်သွားပြီဒီကောင်မသိတော့ဒီလားဒီကောင်လည်းတော်တော်လေးစဉ်းစားတနာပါဒါကတော့တော်တော်လေးတော့တအားကြီးသိတာပါလားကျွန်တော်ဆိုရင်သူနေရာမှာဆိုကျွန်တော်တန်းသိ unigiri ဆိုတာဒီကောင်တော်တော်စဉ်းစားတော်တော်ကြာတဲ့ကောင်ဗျာကဘာမှာအကြာဆုံးလူသားစဉ်းစားမင်းရမ်းနှိပ်လိုက်မှန်းကြည့်မှန်ကွာဟာအနီရောင်ဒါကြီးဆိုတော့ကျွန်တော်တိလောက်ကိုလာလား yes ဟုတ်တယ်ကိုလာတဲ့ကျွန်တော်နိုင်ပါပြီကျွန်တော်နိုင်တာ2ခါရှိပြီပေါ့နော်ဒါနဲ့ဆို3ခါလား2ခါလားတော့မသိတော့နိုင်တာအများစောင်းရင်ကျန်းတာပဲokay ကျွန်တော်ဘာလုပ်ရမလဲဒီကောင်နဲ့စော့ကြည့်လာမင်းနဲ့ကလည်းစော့မလား okay ကျွန်တော်ဒီကဘာဖွင့်ရင်ကောင်းမလဲကျွန်တော်လိုက်ရှာမယ်ဒီအမဲအောင်လေးဖွင့်လိုက်အမဲအောင်တန်လွင်သည်ပေါ့နော် okay ဒီထောက်လေးအမဲအောင်တန်ပေါ်ဒီကောင်မသိလောက်ထောက်လေးအမဲအောင်အများကြီးပဲအောင်မသိဘူးမသိဟာအောင်ဘလို့တန်းတီးွာခေါ်ဆောင်ရင်ကျန်းလိုက်လားဟာဆရာကြီးပဲမင်းဟာဒီကောင်တန်းတီးတယ်တဲ့ဗျာကျွန်တော်ရှုံးသွားပြီဗျာကျွန်တော်2ပွဲစတိုင်းနိုင်တာဗျာတပွဲရှုံးသွားဒါလေးကဘာရဟုတ်ဒီနေ့ကဘာနေရလဲတော့မသိအောင်အဝါရောင်းဟာရောက်အကွက်တွေများပြီပဲဟဲ့ရောက်ဟာအကွက်တွေတော့များကျွန်တော်ဘယ်လိုသိရမလဲဆောင်းရင်9နိုင်လောက်ချာနေအောင်ကနန်းညာခေတ်ကောင်အဝါရောင်းကျွန်တော်ငါပြောသည်ဖွာလိုက်တယ်မနော်အဝါရောင်လေးဆိုကောင်တန်းသိပြီလားမသိဟာငါပြောသည်ဒီကောင်ဘယ်လိုတန်းသိဒီကောင်နေဆောင်ရဲကျန်းနေရတော်ဒီညမှာစောတော့ဒီ easy နေရမယ်စောတော့ okay လူရှာရတာလည်းတော်တော်ခက်တာပဲစောဟာကျွန်တော်လက်နေရွာ okay မစောမှမသိစောမယ်လေဒီကျွန်တော်ထိုင်ဟာကျွန်တော်2ခါတော့လက်နေရွာအရှိမှလည်းကြံထိုင်သွားပြန်ဟိုထောင်းမှာ okay
Okayစောင့်အောင်မနော် Okay 3 2 1ကျွန်တော်ဒီကဘာဖွင့်ကောင်းမသိ Okay ရောက်မှာထောပတ်လေးဖွင့်လိုက်သူတော့ဖွင့်တော့ဖွင့်တော်တော်ကြာဗျမြန်လို့ပါကွာအမေရတယ်ရှိတာမှအော်ဟာဂိမ်းရထော်ပါတယ် bruh ဂိမ်းရဘောက်ထော်မင်းရတယ်ကွာ Okay ရှားလို့နဲ့ဆောင်းမနော်ရောက်ဆောင်းမလာရအောင်လာဆောင်းမလေးကွာ Okay သူတော့ဆော့ Okay ကျွန်တော်ဒီကဘာဖွင့်ကောင်းမဲဆိုတော့ကျွန်တော်ဘာဖွင့်ကောင်းမဲကျွန်တော်လိုက်ရှာလိုက်အောင်ခင်ဗျာအော်ဒီမှာကျွန်တော် energy drink ဖွင့်ကောင်း Yeah energy drink ပါတော့ Okay ready စတော့စားဒီတောက်လေးမှာအစင်းအောင်ဆိုတော့ဘာလေးဖြစ်လောက်မလဲအစင်းအောင်လိုက်ရှာအစင်းအောင်ဒီမှာအစင်းအောင် grip Yeah oh my god grip မကျွန်တော်နှိပ်လိုက်တန်းမှန်သွားတယ်ဗျာအချိန်လည်းပြီးတော့မယ်ဆိုတော့ကျွန်တော်အစင်းအောင်လေးဆိုတော့အလုံးလေးနဲ့ဆိုတော့ကျွန်တော် grip ကိုပဲတန်းနှိပ်လိုက်နိုင်အောင်ပါနော်ကျွန်တော်တော်တော်ကျန်းလာပြီဗျ Okay ကျွန်တော်ဘလူးနဲ့ဆော့ဖို့လားလာရေးလေးပါမယ်တော့ဆော့မယ်ကျွန်တော်ဒီကောင်းတော့လိုက်ပါကြည့်သူဘာလုပ်ဖို့လဲမသိဘူးသူထိုင်မှမသိကျွန်တော်ထိုင်လိုက်အောင်သူလိုင်းလန့် Okay မထိုင်ဘူးကွာဟောရင်တော်ပြီလာထိုင်မယ်ဆော့မယ်လေကွာမင်းရတယ်ဆော့မယ် no မဆော့ဘူးတဲ့သူနဲ့ဆော့ကြည့်မှာနော် Okay သူနဲ့ဆော့ကြည့်မယ်ဆိုကျွန်တော်ဒီခါဘာပွင့်ရင်ကောင်းမလဲကျွန်တော်စဉ်းစားလိုက် unigiri ပဲပြန်ဖွင့်လိုက် Okay ကျွန်တော် unigiri ဖွင့်လိုက်အောင် unigiri Okay ဒီတောက်လေးမှာအဖြူအောင်လေးနဲ့ဆိုတော့သူစဉ်းစားတောက်လေးမှာဖြူအောင်လေးနဲ့ပါဖြစ်မယ်ဆိုတော့သူအခုမှဆော့လာလားမသိဗျdragon fruit ဘယ်လိုနီးစပ်မှာတော့တောက်လေးမှာအဖြူအောင်လေးတွေအပန်းရောက်မှာမပါခေဒီအပေါ်မှာကအပြာရောင်ဆိုတော့ energy drink လားမသိဘူးဟုတ်တယ် energy drink လားမသိကျွန်တော်လိုက်ရှာကြည့် energy drink မနာမှာကျွန်တော်တခါတော့ခုနကတော့ကျွန်တော်ဖွာလိုက်ရဥစားတယ်လိုက်ရှာကြည့်မယ်water လားမဟုတ်နည်းနည်းအယောင်တူနေလို့အချိန်လည်းပြီးတော့မှဆိုတော့ရှောက်နှိမ့်ကြပလိုက် Okay အမေအောင်တောက်လေးမှာသူစဉ်းစား fish ဟာဘလို့ fish တော့ဒီကောင်ကငါစားပဲဗျခေဒီအပေါ်မှာဒီကတော့ energy drink လားမသိဒါ energy drink ပဲဗျကျွန်တော်တော့အချိန်ပြီးတော့မှဆိုတော့ရန်တန်းနှိမ့်လိုက်ဒီမှာ energy drink နှိမ့်လိုက်ကောင်မ energy drink နည်းနည်းတော့တက်ရှာကြည့်လိုက်ကောင်ရှာကြည့်လိုက်မယ်ဘာတွေရှိနိုင်လောက်မလဲဒါကတော့ကုန်ပြီဗျ energy drink မနေတစ်စက္ကန့် no ကျွန်တော်ဘာမှမနှိမ့်လိုက်ရဘူးလေ press စက္ကန့်20ရမြန်လာကွာမင်းရတယ်ဒီတောင်းမှာအမဲအောင်တော့တစ်ခုသူတိလောက်ပြီဗျသူဒါတော့မသိသေးဘူးလားမသိသူစဉ်းစားတယ် Okay ဘလို့အသားပြားတော့မင်းရတယ်ဒီတောင်းမှာကွာအဲ့ဆို energy drink မဟုတ်တော့ဘူးကွာအဲ့ဘာတော့ဟာမင်းရတယ်အပေါ်မှာအခေအောင်အောက်မှာအဝါရဘာကြီးတော့လားနည်းနည်းတော့စားပြီဗျဘာလဲတော့မသိခေလိုက်ရှာကြည့်မဘာကြီးရှိလောက်မလဲ Okay အောက်မှာအဝါရ5စက္ကန့်မှကျန်တော့ bruh 3စက္ကန့်2စက္ကန့်10စက္ကန့်ကျွန်တော်ဘာမှမတွေးလိုက်ဘူး no ကျွန်တော်ဘာမှမတွေးလိုက်ဘူးနော်ဒီခါကျကျွန်တော်မသိလိုက်ပြန် Okay ဒီမှာအောင်မင်းအောင်ထပ်သိဒီခါမင်း unigiri သာမသိရင်ကွာမင်းရတယ်ဘာထက်လဲအောင်မသိဒီကောင်ခုနကတော့လည်းအသားပြားတဲ့ငါးတွေရောလူကြီးကောင်ရင်တော့မသိဒီကောင်တော့တော်တော်စဉ်းစားဒီကောင်ပါတီလောက်လားမသိတီမလားမသိဘူးလားဒီကောင်ကလည်းပေါ့စကင်ဘလို့ပေါ့စကင်တော့ damn ဒီတော့မှအဝါရအောင်တော့တခုအဲ့ဒါဆိုဘာဖြစ်လောက် coffee လားမသိဘူးနော်ဒီ coffee လား oh my god coffee တဲ့ bro ရေးကျွန်တော်နိုင်သွားပြီပေါ့နော်ကျွန်တော်ဒီခါနိုင်ရ3ခါလောက်ရှိပြီအားလုံးကျေးဇူးပေးကြကျေးဇူးတင်ပါတယ်အားလုံးတတာ emotional damn it